ခုနောက်ပိုင်းထုတ်ပေးနေတဲ့မြေစင်းပုံစံ105 106တွေမှာ QR code စနစ်ပါဝင်လာတာသိပြီးသွားပြီလားဒီ QR code စနစ်ကိုဘာကြောင့်ထည့်သွင်းအသုံးပြုရတာလဲဒီ QR code ကို scan ဖတ်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုအချက်လက်တွေပေါ်ပေါက်လာမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်မြေစင်းပုံစံ105 106တွေမှာ2026ခုနှစ် April လကနေစပြီးတော့ QR code စနစ်ကိုထည့်သွင်းပြီးတော့အသုံးပြုလာတာဖြစ်ပါတယ်ဒီ QR code စနစ်ကိုထည့်သွင်းပြီးတော့အသုံးပြုရတဲ့အဓိကအကြောင်းရင်းကတော့တတိကမြေပုံတွေအတူပပြုလုပ်တဲ့ပြဿနာကိုဖြေရှင်းဖို့လိမ်လည်မှုတွေရနေပြီးတော့ကာကွယ်ဖို့နဲ့digital နည်းပညာကိုအသုံးပြုပြီးတော့ပြည်သူတွေကိုပုံပေါ်ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးရနိုင်ဖို့ပဲဖြစ်ပါတယ်။မြေစင်းပုံစံ105ကိုဘယ်လိုအတူပပြုလုပ်တာလဲဆိုတော့ဒီ105မှာပါဝင်တဲ့အချက်လက်တွေကိုပြောင်းလဲပြင်ဆင်တာပေါ့။ဥပမာအဖြစ်မြေအမီပေါင်းနာမည်တွေပြင်ဆင်တာတို့ဥပိုင်အမှတ်မြေမျိုးအစားနဲ့ area တွေကိုပြောင်းလဲပြင်ဆင်တာတို့မြေစင်းပုံစံ105မှာပါဝင်တဲ့တာဝန်ရှိသူအစဉ်စဉ်ရဲ့ဒီစိတ်တုံးအတုတွေပြုလုပ်ပြီးတော့လက်မှတ်အတုတွေရေးထိုးတာတို့မြေပြင်မှာလည်းမရှိဘူးတက်ဆိုင်ရာဌာနရဲ့စီးရင်မြေပုံမှတ်တမ်းတွေမှာလည်းမရှိတဲ့မြေကွက်တွေကိုတရားမဝင်ရေးကူးထုတ်ပေးတာတို့နောက်ဆုံးအနေနဲ့105ရေးကူးပေးတဲ့အကြောင်းအရာတွေကိုပြောင်းလဲပြင်ဆင်ပြီးတော့တခြားလုပ်ငန်းအတွက်ပြောင်းလဲအသုံးချတာမျိုးတွေရှိတဲ့အတွက်ဒါတွေကိုကာဝယ်နိုင်ဖို့ QR code စနစ်ကိုထည့်သွင်းရခြင်းပဲဖြစ်ပါတယ်ဒီ105မှာပါဝင်တဲ့ QR code လေးကိုစကန်ဖတ်လိုက်မယ်ဆိုလို့ရှိရင်ပဲမြေကွက်နဲ့ပတ်သက်တဲ့ location တွေအခြားအချက်လက်တွေကိုသိရှိနိုင်မှာပဲဖြစ်ပါတယ်ဥပမာအဖြစ်မြို့နယ်ခရိုင်တိုင်းဒေသကြီးရက်ကွက်ကြေးရွာအုပ်စုကွင်းအမှတ်ကွင်းမြေမြေကွက်အမှတ်ဥပိုင်အမှတ်မြေမျိုးအစားနဲ့မြေပေါက်သူမြေတွေကိုတခါတည်းသိရှိသွားမှာဖြစ်ပြီးတော့ဒီ QR code မှာပါဝင်တဲ့အချက်လက်တွေနဲ့ကိုယ့်လက်ထဲမှာကင်ဆောင်ထားတဲ့မြေစင်းပုံစံ105မှာပါဝင်တဲ့အချက်လက်တွေတူညီမှုရှိမရှိကိုတိုက်ဆိုင်စစ်ဆေးနိုင်မှာပဲဖြစ်ပါတယ်ချွင်းချက်အနေနဲ့တော့ QR code စနစ်ဆိုတာအင်တာနက် network ရှိမှသာထည့်သွင်းအသုံးပြုရတာဖြစ်တဲ့အတွက်အင်တာနက်အဆက်မရရှိသေးတဲ့မြို့နယ်တွေရဲ့မြေစင်းပုံစံ105မှာတော့QR code စနစ်ပါဝင်လာမှာမဟုတ်သေးပါဘူး။ချုပ်အားဖြစ်တော့မြေစင်းပုံစံ105မှာပါဝင်တဲ့ QR code စနစ်ဆိုတာမြေပိုင်ဆိုင်ခွင့်အသစ်တစ်ခုရရှိတာမျိုးမဟုတ်ဘဲနဲ့တတိကမြေပုံမှာပါဝင်တဲ့အချက်လက်တွေကိုအလွယ်တကူစစ်ဆေးအတည်ပြုနိုင်မှုအတွက်ထည့်သွင်းထားတဲ့ဒီပညာတစ်ခုသာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ပြန်လည်မျှဝေပေးလို့ရပါတယ်။ကျေးဇူးပါမနေ့ပြန်ကြရင်ဘာလို့မဲကိုစိတ်ကူးနဲ့စီစဉ်ဆွဲဒီမနေ့ပြန်တကယ်ရောက်ဖို့မသေးကြဘူးကွယ်အတငယ်သေးတဲ့အချိန်ရှိတယ်တွေ့နေမိရင်တကယ်မမဲကိုယ်တိုင်မတွေ့ခဲ့ရင်စင်ချင်မိနိုင်ဖို့ဝေးမဲကိုယ်တိုင်ကြုံမသိတယ်ကိုယ်တိုင်မပိုင်တဲ့ရဲ့သေချာမရရနိုင်ဘူးလူဘဝဟာခုံးဝေးပါဘယ်အချိန်ကြုံလဲမသိတယ်အချိန်ချင်းမှတော့တွေ့မယ်သေချာပြေရရှိတာအသင်ဖြစ်စေခြင်းနဲ့